အရှုံးဆိုတာမသိသေးတဲ့ Manchester United အားလုံးပဲဘောလုံးချစ်ပရိသတ်များမင်္ဂလာပါယနေ့ညမြန်မာစံတော်ချိန်8နာရီခွဲမှာရှင်ပြိုင်ကစားခဲ့ကြတဲ့ Manchester United နဲ့ Fulham အသင်းဟာဆိုရင် Manchester United အသင်းက Fulham အသင်းကိုအိမ်ကွင်းမှာအိတ်ခံပြီးတော့ကစားခဲ့တာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဒီပွဲစဉ်ဟာတကယ်ကိုခက်ခက်ခဲခဲနဲ့ရင်ဆိုင်ကစားရတဲ့ပွဲစဉ်လို့လည်းကျွန်တော်တို့ပြောလို့ရပါတယ်အရင်ပတ်တွေမှာ Manchester City နဲ့ Manchester Derby ပွဲကိုကျွန်တော်ကြည့်ခဲ့တဲ့တကယ်ကိုချုံမိန်တဲ့အရသာတွေကို Manchester United ကပေးစွမ်းခဲ့တယ်လို့လွယ်ကူတဲ့ကစားဟန်လွယ်ကူတဲ့ကစားတဲ့ပုံစံနဲ့ကစားခဲ့တာကိုကျွန်တော်တွေ့ခဲ့ရပါတယ်ဒါတင်မကပါဘူးကျွန်တော်တို့ Arsenal Emirates ကွင်းကြီးမှာ Manchester United နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာလည်း Manchester United ကအသင်းကြီးပြီးတကယ်ကိုကစားကွက်လှလှပပနဲ့အနိုင်ယူခဲ့တဲ့အရာကိုကျွန်တော်တို့မြင်တွေ့ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီညပွဲစဉ်ကတကယ်ကိုထူးဆန်းပါတယ်ဖူလာမတင်ကအရင်ပြီးခဲ့တဲ့ပွဲမှာတရေချခဲ့တာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဒီပွဲစဉ်မှာလည်းတကယ်ကိုဖူလာမတင်ကအင်ရှင်ဖြစ်တဲ့ Manchester United ကိုအစွမ်းကုန်ကစားခဲ့တဲ့အခါမှာတကယ်ကိုပွဲအပြောင်းလေးတွေမြောက်များစွာဖြစ်ခဲ့တာကိုလည်းကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဒီပွဲစဉ်မှာကာဆီမီရိုကမိနစ်19မှာသွင်းယူခဲ့တယ်ဆိုပေမဲ့ဒီပွဲစဉ်မှာတကယ်ကိုအကျိတ်နဲ့ဖြစ်ခဲ့တဲ့အနေအထားဖြစ်ပါတယ်မကြပါဘူး56မိနစ်မှာကိုဟန်ကဆက်လက်ပြီးတော့နိုင်ဂိုးကိုသွင်းယူပေးခဲ့တာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဒါပေမဲ့ကစားအားကျလာတဲ့နောက်ပိုင်းအဝါကတ်တွေကြောင့်ကျွန်တော်တို့လူစားလိုက်ရတာဖြစ်တဲ့အတွက်တစ်ဖက်အသင်းဖူလ်ဟမ်အသင်းက85-61မှာပင်လယ်တီနဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့2-2အဖြစ်ပွဲကိုကစားခဲ့ရတာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဒီအချိန်မှာအင်ရှင်အသင်းအနေနဲ့တကယ်ကိုနီးပြတယောက်အနေနဲ့ပြိတက်တဲ့အနေနဲ့နိုင်မြနိုင်မလားရှုံးများရှုံးသွားမလားဆိုတဲ့အနေအထားမှာရောက်ရှိသွားတာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဒိုင်လူကြီးကလည်းဒီပြက်တံဘောတွေကြောင့်အချိန်ဆွေးမှုတွေကြောင့်ကျွန်တော်တို့9မိနစ်ထိခွန်ပြူခဲ့တာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်တကယ်ပဲကံကောင်းစွာဖြင့်ကစားသမားအလှည့်လေးဖြစ်လာတဲ့အခါမှာအပြောင်းလဲဖြစ်လာတဲ့အခါမှာစစ်စကိုက94မိနစ်မှာအနိုင်ဂိုးကိုဘရူနိုရဲ့တင်ပေးတဲ့အလုံးကိုလှလှပပနဲ့သူဂိုးပေါက်ကိုလှလှပပကန်သွင်းတဲ့အခါမှာအနိုင်ဂိုး3-2အဖြစ်ပြောင်းလဲသွားတာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဒီပွဲစာခက်ခဲနဲ့အနိုင်ရရှိခဲ့တယ်လို့ကျွန်တော်ပြောလို့ရတဲ့အနေအထားဖြစ်ပါတယ် Manchester United တော့တကယ့်ကိုတရင်ကောင်းဖြစ်ပါတယ်အရှုံးမတိတော့ဘူးလားဆိုတဲ့အနေအထားထိတောင်မှကျွန်တော်ရောက်ရှိသွားတာဖြစ်ပါတယ်19တင်းဖန်တဲ့အတွက်တော့တကယ်1နေဆရာကောင်းပါတယ်ဘယ်ချိန်မှာမန်ယူရှုံးသွားမလဲဘယ်ချိန်မှာမန်ယူချေချော်သွားမလဲဆိုတာကိုပဲစောင့်ကြည့်နေတဲ့19တင်းဖန်တွေကတော့ sorry ပါ Manchester United is red ဆိုပြီးတော့ဒီနေ့မှာတကယ့်ကိုချီးကျူးရမယ့်အနေထားကျွန်တော်တို့ပြန်လေပြီးတော့ပျော်ရွှင်တဲ့ညလေးဖြစ်တယ်လို့ကျွန်တော်ပြောလို့ရတဲ့အနေထားဖြစ်ပါတယ်အားလုံးအထူးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube လေးကိုလည်း subscribe လုပ်ပေးဖို့ရန်အတွက်အားလုံးကိုအနူးညံ့တောင်းခံချင်ပါတယ် Thank you bye bye